ပြင်သစ်မြန်မာယဉ်ကျေးမှုဆက်ဆံရေး55နှစ်မြောက်အထိမ်းအမှတ်အဖြစ်ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ပြင်သစ်ယဉ်ကျေးမှုဌာနတို့ပူးပေါင်းကရန်ကုန်မြို့ရဲ့အချက်ချနေရာတွေမှာရုပ်သေးရုပ်ကြီးနှစ်ရုပ်လှည့်လည်ပွဲနဲ့ဖျော်ဖြေပွဲတွေကိုဒီဇင်ဘာ2ရက်ကနေ4ရက်အထိ3ရက်ကြာကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။ပြည်သူတွေကိုဗဟိုပြုတဲ့မင်္ဂလာပွဲတော်ဟာမြို့ပြရေးရာစီမံကိန်းတွေမှာပြည်သူတွေကိုယ်တိုင်ပါဝင်လာစေဖို့ရည်ရွယ်တင်ဆက်တာဖြစ်ပါတယ်။အဲ့ဒီရုပ်သေးရုပ်ကြီးဖျော်ဖြေပွဲဟာရန်ကုန်မှာပထမဆုံးချိန်ကျင်းပတာဖြစ်တဲ့အတွက်လူတိုင်းစိတ်ဝင်စားမှာဖြစ်တယ်လို့ဂျာမန်ယဉ်ကျေးမှုဌာနမှမီကစ်ဝေဘာကပြောပါတယ်။ ပွဲကတကယ်ထူးခြားတယ်ဘာလို့လဲဆိုတော့အခုဗမာလူမျိုးပါတယ်ပြင်သစ်လူမျိုးပါတယ်ဂျာမန်လူမျိုးပါတယ်ဆိုတော့တကယ် like international ပွဲကရန်ကုန်မှာပထမဆုံးရှိတယ်ဆိုတော့ကျွန်တော်မျှော်လင့်နေဒီပွဲကဒီမှာရန်ကုန်မှာနေတဲ့လူဒီပွဲကကြိုက်မယ်ဘာလို့လဲဆိုတော့ဒီမှာဒီချင်းပါမယ်အကာဓမ္မပါမယ်အမျိုးပညာဓမ္မအများကြီးပါမယ်ကျွန်တော်စဉ်းစားတယ်လူတိုင်းစိတ်ဝင်စားတယ်ဆိုတော့အဲ့ပွဲကလူတိုင်းကြိုက်မယ်ပွဲတော်မှာရုပ်သေးရုပ်ကြီးနှစ်ရုပ်စီတန်းလှည့်လည်မှုအပြင်ပြင်သစ်နဲ့မြန်မာအမှုပညာရှင်ပေါင်း100ကျော်တို့ကရန်ကုန်မြို့ရဲ့အချက်ချာကျတဲ့နေရာတွေဖြစ်တဲ့ဝါရန်စိတ်ကံမဟာဗန္ဓုလပန်းချံပြည်သူရင်ပြင်ဘိုးရောင်စိတ်ကံဒလားစတဲ့နေရာတွေမှာတင်ဆက်သွားမှာဖြစ်ပါတယ်အမှုပညာရှင်တွေရဲ့ဓာတ်ရိုက်ဖျော်ဖြေပွဲစက်ကပ်ပွဲတီဆိုဖျော်ဖြေပွဲလမ်းမထက်ရှိအမှုပညာပရော်ဂျက်တာနဲ့ရုပ်ရှင်ဆက်တွဲမှုတွေမီရှုမီပန့်ပစ်ပေါက်ခြင်းနဲ့ကပြဖျော်ဖြေသွားမှာဖြစ်ပါတယ်ရန်ကုန်မှာကျိန်းနဲ့ပြုလုပ်ထားတဲ့ရုပ်သေးရုပ်နဲ့ပြင်သစ်မှာပြုလုပ်ထားတဲ့ရုပ်သေးရုပ်ကြီးနှစ်ရုပ်ဟာပေ40ကျော်မျက်နှာကြောင့်လှည့်လည်တဲ့အခါမီးကြိုးတွေနဲ့ထိပြီးပြတ်နိုင်တယ်လို့ဂျာမန်ယဉ်ကျေးမှုဌာနမှမီကစ်ဝေဘာကသုံးသပ်ပါတယ်။တကောင်ရန်ကုန်မှာလောက်တာတကောင်ကျင်းတင်မှာလောက်တာဒီဒါဂျိန်းနဲ့လောက်ဂျိန်းနဲ့လောက်ဂျိန်းနဲ့ကောနဲ့ဂျိုနဲ့ဒါပဲပထမဆုံးအဲ့ဒီရုပ်သေးရုပ်လောက်တယ်ဆိုတော့ကျွန်တော်အရင်မျောလင်းတယ်ဘာလို့ဆိုတော့ရန်ကုန်မှာဒီမီးကြိုအများကြီးရှိတယ်ဒီမီးကြိုရှေးတကားတဲ့ရှေးဆိုတော့ကျွန်တော်အရင်မျောလင်းတယ်ဒီရုပ်သေးရုပ်လမ်းလျှောက်လို့ရတယ်ဘာလို့ဆိုတော့လမ်းရှောက်လို့မရရင်ဆိုတော့ပြဿနာရှိမယ်နဲ့ရန်ကုန်တိုင်းမိပြတ်ဒီဇင်ဘာ2ရက်နေ့မှာစကရုပ်သေးရုပ်ကြီးတရုပ်ဟာပိုးထောင်စိတ်ကမ်းမှတဆင်ရန်ကုန်မြို့ကိုဖျက်တမ်းပြီးဒလားမြို့နယ်ကိုရောက်ရှိလာမှာဖြစ်ပါတယ်။အဲဒီနောက်ညနေပိုင်းဝါရန်စိတ်ကမ်းကိုရောက်ရှိကရုပ်သေးရုပ်ကြီးနှစ်ရုပ်အချင်းချင်းတွေ့ဆုံပြီးရုပ်ကြီးတွေကပွဲတော်ကိုစတင်ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။ဒုတိယနေ့ဒီဇင်ဘာ3ရက်မှာကမ်းနားလန်၊ကုန်းတယ်လန်၊မဟာဗန္ဓုလပန်းချံနဲ့မြို့တော်ခမ်းမတွေမှာရုပ်သေးရုပ်ကြီးနှစ်ခုမြို့လေကောင်မှာစီတန်းလှည့်လည်ပြီးနေ့လယ်2နာရီမှစတင်ကမဟာဗန္ဓုလပန်းချံနဲ့မြို့တော်ခမ်းမရှိမှာဖျော်ဖြေမှုများတင်ဆက်သွားမှာဖြစ်ပါတယ်။တတိယနေ့ဒီဇင်ဘာ4ရက်မှာတော့ပြည်လန်းစမ်းချောင်းမြို့နယ်မှာရုပ်သေးရုပ်များစီတန်းလှည့်လည်ပြီးမြင်းဒီကုန်းခုံးကျော်တတာအမှုပညာစီမံကိန်းကိုဟေဟော့ပြိုင်ပွဲတွေနဲ့ဖွင့်လှစ်မှာဖြစ်ပါတယ်။အဲဒီနောက်နေ့လယ်2နာရီမှစတင်ကပြည်သူရင်ပြင်မှာမင်္ဂလာပွဲတော်ပိတ်ပွဲအခမ်းအနားကိုဖျော်ဖြေမှုတွေနဲ့ပြုလုပ်သွားမှာဖြစ်ပါတယ်။ဒီသတင်းကိုစံထွေညူးပြူတို့ကတူရင်ဦးကပေးပို့တာဖြစ်ပြီးကျွန်မအီလွင်ကတင်ဆက်တာပါ။